Okay guys ဒီနေ့တော့ကျွန်တော်ခီးတော့ blog လေးရိုက်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် KA ကိုသွားလဲမှာပါဂျိုးကနေ KA ကိုဘယ်လိုသွားရလဲဆိုတော့ sharing လေးလုပ်ရင်းနဲ့ကျွန်တော်လည်းခီးကိုလိုက်ဖို့အတွက်ဖိတ်ခေါ်ပါတယ် let's goကျွန်တော်ခုဆိုလို့ရှင်တော့ဂျိုးမှာရှိတဲ့ link ကားကိတ်ကိုရောက်ပါပြီရောက်ပြီဆိုတော့ကျွန်တော်တို့ကားလက်မှတ်ဝယ်ပါမယ်ကားလက်မှတ်ကတော့သူက online ကနေလည်းဝယ်လို့ရတယ်ဒါမှမဟုတ်ရှင်ကျွန်တော်ဒီဆက်ကလည်းဝယ်လို့ရတယ်တကယ်လို့ကျွန်တော်တို့ဒီကလည်းမဝယ်တတ်ဘူးဆိုလို့ရှင်တော့တောင်နာကနေပြီးတော့တောက်ဝယ်လည်းရပါတယ်ခင်ဗျာနော်ကိုကြိုက်တဲ့ကားပေါ့သူကတော့ဈေးရတော့မျိုးမျိုးရှိပါတယ်ကိုအဆင်ပြေတဲ့ဈေးနဲ့ဝယ်လို့ရပါတယ်အခုကတော့ကျွန်တော်တို့30နဲ့ပဲဝယ်လိုက်ပါတယ်တယောက်ကိုကျွန်တော်တို့ဒီဂျိုးကနေပြီးတော့ KATPS ကားကိတ်ကိုစီးမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကုန်ပြီးပါပြီဒါစလစ်ထုတ်နေရပါပုံမှန်တိုင်းဆိုရင်တော့ဒီနေရာမှာပြောတဲ့သူဆိုတာမရှိပါဘူးဒါသူကတစားပစ်ပေးတဲ့သဘောမျိုးပေါ့ဒီလိုလေးတော့ရှိပါတယ်ဒါကလည်းတစ်ခါတလေပါပုံမှန်တော့မရှိပါဘူးဗျာနော်ဒါကကျွန်တော်တို့ဝယ်ပြီးပါပြီဝယ်ပြီးပြီဆိုတော့ကျွန်တော်တို့ကားရှိတဲ့နေရာကိုသွားပါမယ်ကားလက်မှတ်ဝယ်မဲ့နေရာကတော့ကျွန်တော်တို့မော်ထဲဝင်လိုက်ပြီဆိုတာနဲ့ညီလွာတက်မှာရှိပါတယ်ဒီနားမှာကတော့ကောင်တာလည်းရှိသလိုဒီလိုဆက်တွေလည်းရှိပါတယ်ဒီလိုကိုက online ကနေပြီးတော့လက်မှတ်ဖြတ်ထားတယ်ဆိုလို့ရှိရင်ကောင်တာကိုသွားပြီးစလစ်ထုတ်ရုံပါပဲဒါဆိုရင်တော့ကျွန်တော်တို့စီမက်ကားရှိသွားနေတာဖြစ်ပါတယ်ကျွန်တော်တို့စီမက်ကားကတော့ဂိမ်းနံပါတ်16မှာထိုးထားတဲ့ကားပဲဖြစ်ပါတယ်ကားအမျိုးအစားကတော့ခုနကျွန်တော်တို့ဝယ်လာတဲ့စလစ်မှာကြည့်လို့ရပါတယ်ကားလဲမှန်ပြီဆိုတော့ကျွန်တော်တို့ကားပေါ်တက်ပါမယ်ခုဆိုလို့ကျွန်တော်တို့ကားပေါ်ရောက်ပါပြီကားပေါ်မှာကျွန်တော်တို့မူးမဆိုလို့တောင်းတဲ့တယောက်အချင်းပေါင်းနဲ့ခွန့်ကျွေးနေကြတယ်ငွေချင်းတွေပေါ့ဗျာကျွန်တော်တို့ခီးသွားဖို့အတွက်အစီအစဉ်ရှိတယ်ဆိုလို့ရှိရင်လက်မှတ်ကိုစောစောလေးဝယ်ထားဖို့အတွက်အကြံပြုချင်ပါတယ်တကယ်လို့နောက်ကျမှဝယ်မယ်ဆိုလို့ရှိရင်တော့လက်မှတ်ကပုံမှန်ထက်2ဆလောက်ပေးပြီးဝယ်ရတာဖြစ်ပါတယ်ဥပမာခုနကျွန်တော်တို့ဝယ်တဲ့ဆက်ကလည်းလက်မှတ်ကုန်သွားတယ်ကောင်တာမှာလည်းဝယ်လို့မရဘူးဆိုရင်ပွဲစားတွေရှိရဝယ်ရမှာဖြစ်ပါတယ်ဒါကြောင့်လက်မှတ်ကဈေးကြီးပါတယ်โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့သွားပါတော့မယ်ခုဆိုရင်တော့ကျွန်တော်တို့ TPS ကားကိတ်ကိုရောက်ပါပြီကျွန်တော်တို့ဒီကနေပြီးတော့အပေါ်ဆက်လေးကနေတက်ပါတော့မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအောက်ကနေပြီးတော့ကျွန်တော်တက်စီလဲငှားမရပါဘူးကြက်လည်းငှားလို့မရပါဘူးအဲ့တော့ကျွန်တော်တို့အပေါ်တက်ပါပဲအပေါ်တက်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီ TPS ဆိုတဲ့ sign board တွေ့ရပါလိမ့်မယ်ကျွန်တော်အထက်ကိုဝင်ပါမယ်ကျွန်တော်လက်ရှိရောက်နေတာကတော့3လောက်ပေါ့ဗျာတစ်လောက်ပြန်ဆင်းရမှာဖြစ်ပါတယ်ကျွန်တော်ဒီကနေပြီးတော့အောက်လောက်ဆင်းမှာဖြစ်ပါတယ်တကယ်လို့ကို့မှာအထုပ်တွေပါတယ်ဆိုလို့ရှိရင်တက်လေကားနဲ့ဆင်းလို့ရပါတယ်ဆက်လေကားနဲ့လည်းဆင်းလို့ရပါတယ်ပုံမှန်လှေကားလည်းဆင်းလို့ရပါတယ်ခင်ဗျာကျွန်တော်လှေကားနေပြီးတော့မြင်းကြီးလာတိဆင်းလာတာနဲ့ဒီလမ်းညွန်ဆိုင်ဘုတ်တွေ့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရထားဗုဒ္ဓကိုသွားကျင်တဲ့သူတွေအတွက်ပေါ့ဗျာဒီကနေသွားလို့ရပါတယ်ကျွန်တော်ကတော့ grad နဲ့သွားမှာဖြစ်တဲ့အတွက်ကြောင့် grad ငှားလို့ရတဲ့နေရာကိုကျွန်တော်ဒီကနေသွားမှာပါကျွန်တော်တို့ grad ငှားမဲ့နေရာနဲ့လှေကားနဲ့ဆိုရင်တော့တော်တော်လေးတော့လှမ်းပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီနားမှာက grad ငှားမရပါဘူးငှားရလို့ရှင်လဲ grad ရက်လို့မရပါဘူးအဲ့ဒါကြောင့် grad ရက်လို့ရမယ့်နေရာမှာကျွန်တော်တို့ငှားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော် grad ရက်လို့ရမယ့်နေရာကိုသွားနေပါတယ်ဒါဆိုလို့ရှင်တော့ grad ငှားမယ်မြင်းကြီးတော့တလောက်ရောက်ပါပြီကိုသွားချင်တဲ့နေရာကိုဒီနေရာကို location ထောက်ပြီးတော့ grad ငှားပြီးသွားလို့ရပါတယ်ခင်ဗျာခုလိုကျွန်တော် blog လေးကိုအစားဆုံးကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်